ကျွန်တော် channel လေးနဲ့ပြန်တော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ကိုရှိန်ပါဒီနေ့ကတော့ကျွန်တော်တို့ Photoshop lesson တွေစလေ့လာမဲ့သူတွေအတွက်ပေါ့နော်ကျွန်တော်ဘုသူတပါပါလေး Photoshop နဲ့ပတ်သက်တဲ့ဟာလေးကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ Photoshop ကိုဒါလေးမပြောပြခင်မှာပေါ့နော် Photoshop application တွေကိုပေါ့နော်ဘယ်ခုနဲ့က application တွေကိုစပြီးမြင်မှုလဲ Photoshop ဆိုတာကိုဘယ်နှခုနဲ့မှာစပြီးကြားဘူးလဲမြင်ဘူးလဲပေါ့နော်ပြီးတော့ဘယ် icon လေးကဘယ် icon လေးကိုသတိထားမိလဲပေါ့နော်အဲ့ဒါလေးတစ်ချက်ပြောပြပေးသွားလို့ရပါတယ် Okay Photoshop နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ icon လေးတွေကိုတစ်ချက်ကြည့်အောင်ပေါ့နော် Okay ဒီမှာကျွန်တော်တို့ Photoshop logo လေးပေါ့နော်ရှာထားတာပါဒီ Photoshop ကိုကျွန်တော်တို့ American နိုင်ငံသားနှစ်ယောက်ဖြစ်တဲ့ Thomas နဲ့ John တို့က display လို့ခေါ်တဲ့ဓာတ်ပုံပြင် app တစ်ခုကိုသူကဖန်တီးခဲ့တယ်ပေါ့နော်ဒီ1988မှာပေါ့ဒီမှာပထမဆုံးဒီ version လေးပါ beta ပေါ့နော်ဒီလိုမျိုးလေး pixel ပုံလေးတွေနဲ့အနေနဲ့ပဲရှိသေးတယ်ပေါ့နော် pixel ပုံလေးတွေကနေဒါ version 1က1990 91မှာဖြစ်လာတယ် version 2 version 3က1994 1996ပေါ့နော်ဒီမှာဖြစ်လာတယ်အဲ့တော့ကျွန်တော်စပြီးတော့ထိတွေ့ဂိုင်တွေဘူးတဲ့ version 9တော့ဖြစ်မယ်ပေါ့နော် CF2 ပေါ့နော် CF2 ဒီဟာလေးကိုကျွန်တော်စပြီးတော့ကျွန်တော်ဂိုင်တွေခဲ့ဘူးတယ်ပေါ့နော်ဒါဂိုင်ပြီးကျွန်တော်မှတ်ပြီးတော့ကျွန်တော်တို့ကဒါဂိုင်ပြီးသိမကြခင်မှာ CF3 ပေါ်လာခဲ့တယ်ပေါ့နော်CF3 ကိုတော့ရှောက်သုံးပြခဲ့တယ်တော်တော်လေးကိုသုံးလို့ကောင်းခဲ့တယ်ပေါ့နော်အဲ့တော့ခက်ကပေါ့နော်အရန်ကောင်းလာတယ်ပေါ့နော် CF3 တွေကတကုံသုံးပြခဲ့တဲ့ဟာတွေတော်တော်များများနဲ့အလုပ်ဖြစ်ခဲ့တဲ့ဟာတွေပေါ့နော်အဲ့တော့ဒီထဲကပဲဒီ2021ထိပါတယ်ဒီမှာဆိုရင်2021ထိပါတယ် PS logo လေးဘယ်ဟာလေးတွေမြင်ဘူးတယ် PS ကိုစကြဘူးတယ်ခုနကဘယ်နှခုနှစ်လောက်ဖြစ်မလဲဆိုတာချက်ပြောပြပေးသွားပေါ့နော်ဒီနေ့အတွက်ကတော့ကျွန်တော်ဒီလောက်ပါပဲကျွန်တော်ဘုသူကပပလေးဒါပြောပြပေးလိုက်တာဖြစ်ပါတယ်နောက်နေ့မှ lesson လေးစလာပါမယ်နော်အဲ့တော့ lesson လေးကြည့်ဖို့အတွက်ကျွန်တော် channel လေးကို like and share လေးလုပ်ခဲ့ပါခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ